ကိုဖက်တွယ်ထားတိုင်းချစ်လို့မဟုတ်ဘူးနော်တန်ဖိုးထားလို့မဟုတ်ဘူးကိုဖက်တွယ်ထားတိုင်းကိုချစ်လို့ထင်နေသေးတယ်ဆိုရင်ဒီဗီဒီယိုကိုစိုးအောင်ကြည့်သွားလိုက်ပါတခါတလေမှာကိုဖက်တွယ်ထားတိုင်းလွတ်ချလို့မရဘူးလုံးဝဖက်တွယ်ထားတာကိုဆွဲထားတယ်ဆိုတိုင်းကိုချစ်လို့မဟုတ်ဘူးတချို့လူတွေကကိုဖက်တွယ်ထားကြတယ်ကိုမခွဲနိုင်မခွာရဲ့ဖြစ်နေပါတယ်ဆိုတာဟာကိုတန်ဖိုးထားလို့မဟုတ်ဘူးသူတို့ရဲ့ကိုကြိုးအတွက်သူတို့ရဲ့အလိုဆန္ဒတွေအတွက်ကိုသုံးချနေတာသူတို့လိုအပ်တဲ့ဂရုစိုက်မှုတွေမေတ္တာတရားတွေတခြားသောရယူပိုင်ဆိုင်မှုတွေအားလုံးကိုစီကနေသူတို့လွယ်လေးနဲ့အလကားရရှိနေတဲ့အတွက်ကြောင့်ကိုဖက်တွယ်ထားကြတာကိုတကယ်မေတ္တာစင်းနဲ့ချစ်ခင်မြတ်နိုးလုံးလို့ဖက်တွယ်ထားကြတာမဟုတ်ဘူးအဲ့ဒီလိုလူမျိုးတွေနဲ့ကြုံလိုက်ရတဲ့အခါမှာနောက်ဆုံးရလကဘာလဲလို့မေးရင်သူတို့ကိုကြိုးအတွက်ကိုဖက်တွယ်ထားခဲ့တဲ့အခါကိုကတော့ကိုမျက်နှိုးလွန်းလို့တန်ဖိုးထားလွန်းလို့ပဲလေဆိုပြီးတော့တတ်နိုင်သမျှတွေဖြည့်စည်းသူတို့အတွက်ပဲဘဝကိုရှင်သန်လိုက်တယ်သူတို့အတွက်ပဲဘဝကိုရုန်းကန်ကြိုးစားလိုက်တယ်သူတို့အတွက်ပဲရည်မှန်းချက်တွေကိုချထားခဲ့တယ်ကိုအတွက်ဆိုတာတောင်ဘာမျှော်လင့်ချက်မှမရှိတော့အဲ့ဒါနဲ့ပဲအဲ့ဒီလိုလူမျိုးတွေကြောင့်ကိုရဲ့အနာဂတ်ဟာပျောက်ဆုံးသွားရတတ်တယ်ဒါဟာဘာနဖူးတိုက်တူးခြင်းတဲ့လူမျိုးတွေသူတို့ကိုကြိုးအတွက်ကိုဖက်တွယ်ထားတဲ့လူတွေနဲ့တွေ့မိခဲ့တဲ့လူတိုင်းအဲ့ဒီဒုက္ခအဲ့ဒီတောကအဲ့ဒီဝေဒနာကိုခံစားကြရတယ်အခုကြည့်နေတဲ့ဓမ္မမိတ်ဆွေတို့ရောခံစားမှုကြရလားခံစားမှုကြတဲ့လူတွေများမယ်လို့ထင်ပါတယ်ဘာကြောင့်လဲလို့ဆိုရင်အခုနောက်ပိုင်းခေတ်ကလိုချင်မှုတဏှာလောဘအသုံးချခြင်းနဲ့တဏှာလောဘတွေအတွက်ကိုခေါင်းစဉ်ပြောင်းပြီးတော့ချစ်ချင်းမေတ္တာပါလို့အတုအယောင်ဖန်တီးကြတဲ့လူတွေများလို့ပဲလေဒါတောင်မှကိုယ့်ဘက်ကတွေးလိုက်သေးတာနော်အတ္တမံပိပေမံဟောတိတဲ့မပေါင်းဖက်ရလဲချစ်ပါတယ်အရှုံးသမားတွေရဲ့စကားကြံရစ်ခဲ့တဲ့လူတွေရဲ့စကားမေတ္တာအားကြီးတဲ့လူတွေရဲ့စကားဝတ်ကြွေးကြီးတဲ့လူတွေရဲ့စကားလုံးပေါ့မပေါင်းဖက်ရလဲချစ်ပါတယ်ဘလောက်များဝတ်ကြွေးကြီးထားလိုက်တယ်နော်ကိုတောင်မပိုင်တဲ့လောကကြီးထဲမှာလေဘယ်အရာတွေကိုများပိုင်ဆိုင်မှုအတွက်မျောလင့်နေသေးတာလဲဘာကိုမျောလင့်နေသေးတာလဲကိုတောင်ပိုင်လို့လားနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ